ရဲ့ရှုံးထွက်ပွဲစဉ်နောက်ဆုံးပွဲစဉ်အနေနဲ့ကမနက်9:00 နာရီခွဲမှာကန်မယ်ဆွစ်ဇာလန်အသင်းနဲ့ Algeria အသင်းတို့ရဲ့ပွဲစဉ်တွေအကြောင်းသုံးသပ်ပေးကြပါတယ်ဆွစ်ဇာလန်အသင်းကဒါအုပ်စုတွဲပွဲစဉ်တွေနဲ့ဆိုရင်ကာတာ 1-1 တည်ရကြတယ်ဘော့စနီးယားကို 4-1 နဲ့နိုင်တယ်အင်ရှင်ကနေဒါကို 2-1 ဆိုပြီးတော့နိုင်တယ်နှစ်ပွဲနိုင်တစ်ပွဲတည်ရဆိုပြီးတော့9မှတ်နဲ့အုပ်စုပထမနေရာနေပြီးတော့ဒီဆင့်ကိုတက်ရောက်လာတယ်Algeria အသင်းကတော့အာဂျင်တီးနားအသင်းကို 3-0 နဲ့ရှုံးတယ်ဂျော်ဒန်ကို 1-2 နဲ့နိုင်တယ်နောက်ဆုံးပွဲစဉ်မှာအော်စတြီးယားနဲ့ 3-3 ဆိုပြီးတော့တည်ရကြတယ်အဲ့အတွက်ကြောင့်4မှတ်အကောင်းဆုံးအုပ်စုတတိယနဲ့ဒီဆင့်ကိုတက်ရောက်လာတာဖြစ်တယ်ဒီပွဲမှာဆွစ်ဇာလန်အသင်းက body ဈေးအနေနဲ့ level 50ပေးတယ်ဂိုးပေါင်းဈေးအနေနဲ့လည်း2.50ဆိုပြီးတော့ဖွင့်လှစ်ထားတယ်ကြေးအနေထားကြည့်ရင်တော့ဒါဆွစ်ဇာလန်အသင်းကအကြေးအနေထားနည်းနည်းရော့တယ်လို့တော့ထင်တယ်ဂိုးပေါင်းဈေးလည်းပြော့တယ်ဒါပေမဲ့ဆွစ်ဇာလန်အသင်းရှုံးထွက်ဖြစ်တဲ့အတွက်သူတို့လည်းဒါမိနစ်90အတွင်းအနိုင်တကူရအောင်ကြိုးစားပြီးတော့ကန်မယ်body အနေထားရလဲဒါဆွစ်ဇာလန်အသင်းက level 50ဆိုတော့ကြီးပြော့နေပေမဲ့လည်း50ရင်းပြီးတော့နေကျင်တယ်ဂိုးပေါင်းတွေကတော့ဒါ Algeria အသင်းကဒါပိတ်ဆို့ကစားရင်းနဲ့ဂိုးကတော့နည်းသွားလိမ့်မယ်လို့ထင်တယ်1-0ပေါ့နော်1-0Algeria ကိုရမယ်ဆိုလဲ2-1လောက်ပေါ့နော်အဲ့လိုမျိုးလေးမြင်ပြီးတယ်body မှာဆိုရင်တော့ဆွစ်ဇာလန်လေး50ရင်းပြီးတော့ကြိုက်မယ်ဂိုးပေါင်းဆိုရင်လည်း1-0လောက်ပြီးသွားတာမျိုးလည်းဖြစ်နိုင်တဲ့အတွက်ဂိုးပေါင်းအောင်လေးလည်းကြိုက်ပါတယ်